ဒီနေ့တချို့အမို့တော်ဆောင်နေအကျင့်တရားကိုပဲဟောနေတဲ့လူတွေအကျင့်တရားကြောင့်ကောင်းကြီးရတာမဟုတ်ဘူးယေရှုကြောင့်လေဝါကရိမှာပြစ်မစေတဲ့ဘုရားသားတော်ရဲ့ပေးဆက်ခြင်းကြောင့်တာရင်တရားရာခိုင်နှုန်းကောင်းကြီးတကားဖွင့်တာဖြစ်တယ်ငါတို့စိတ်ရှိလို့တီးခံလို့မေပေးဆက်တာများလို့ဘာမှမဆိုင်ဘူးအဲ့ကြီးစုတော်ကြောင့်ပဲကျွန်တော်ပါဝင်ရတာအာမင်အဲ့ဒါလေးလေထိုက်တန်တဲ့စုကြီးချမ်းနေတာဒါပေမဲ့ငါတို့ကလုံးဝအဲ့ဒါကိုမစင်စားနဲ့ယေရှုရဲ့လက်ဝါးကားတိုင်းမှာငါရဲ့ကြင်ချင်းအလုံးယေရှုပေးဆက်ပြီအာမင်ခုန73ကိုဖတ်ရအောင်ရွေးနှုတ်တော်မူပြီခင်ဗျာချိန်ချင်းအောင်မရှိသေးလားယေရှုကငါ့ကိုရွေးနှုတ်ပြီညာတင်းတော်မှာစီကန်းနေမိမျိုးထုတ်နိုင်လို့ဘုရားသခင်ငါတို့ကိုသဘောကျတယ်မို့သူ့သားတော်ရဲ့လှုပ်ဆောင်ပေးခြင်းကိုတရားရာခိုင်နှုန်းယုံကြည်စိတ်ကြတဲ့အခါမှာဘုရားငါတို့ကိုအာမင်ထူပေးတာဖြစ်တယ်